agent နေပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီ agent ကိုပဲကျွန်တော်ဒီမှာဆိုရင် local run တဲ့ဟာလေးနဲ့ကျွန်တော်တို့ပေါ့နော်ဒီ two call လေးနဲ့ပတ်သက်ပြီးတော့ဒါကတော့သိအောင်ကျွန်တော်တို့ဒီမှာ notebook လေးနှစ်ခုလောက်ထားတယ်ပေါ့နော်တစ်ခုကကျွန်တော်တို့ fancy output handling ပေါ့တစ်ခုက two call ပေါ့ဒါက agent နဲ့ပတ်သက်ရင်မဖြစ်မနေသိရမယ်ဟာပေါ့နော်နောက်ပိုင်း agent ကိစ္စတွေကလည်းအများကြီးသွားအောင်ပါဆိုတော့ okay အဲ့တော့ two call မှာကျွန်တော်တို့ပါရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် Ulama နဲ့ကျွန်တော် local run ဖို့ပဲလုပ်ထားတယ်ပေါ့နော် Ulama နဲ့ local run ဖို့ပဲလုပ်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကြည့်အောင် agent ကောင်စပြီပေါ့နော် agent ကောင်စရေးထားတယ်ဆိုတော့ဒီကောင်ကဘာလုပ်ပေးလဲဆိုတော့ခါကြတော့support representative ပေါ့နော်အဓိကတော့ technical support ပေါ့အဲ့တော့မင်းကဒီမှာဒါကကျွန်တော် program တမန်ချက်ကူထားတာပေါ့နော်အဲ့တော့ customer ကဘာတူဆိုတာဒီမှာဆိုရင်ကျွန်တော်တို့ဗာလဲဆိုတော့ input variable ဒီစပြီးတွေ့ရပြီဒီမှာဆိုရင် agent တွေ input ပေးတော့မယ် brother input ပေးတော့input variable ပေးရခါကျရင်ဘယ်လိုပေးလဲဆိုတော့ခါကျ program ထဲမှာဆိုရင်ဒီပုံစံပေးတယ်အဲ့တော့သိလားဆိုတော့သိတယ်ဒီကောင်ကအဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီမှာ element engine ပေးရတယ်ဒီမှာ allow delegation fork ပေးထားတယ်အဲ့တော့ပြောချင်တာကဒီကောင်ကိုလာတဲ့ကောင်ကိုပြန်ပြီးတော့ information ပေးအောင်ပဲနော် result ထောက်မှာပဲ information ပြန်ပေးအောင်ပဲအဲ့တော့အပေါ်ကိုပြန်မေးတဲ့ကိစ္စမျိုးဒီပေါ့နော် bind direction နဲ့သွားတာမျိုးမရှိဘူး allow delegation fork ပေးထားရတော့ okay အဲ့တော့နောက်တစ်ခုကြည့်အောင်ဒီကောင်ကinsurance specialist ပေါ့နော် okay ဒီကောင်ကဒီမှာသူ့ရဲ့ဘာညာရှိမယ် okay ဒီကောင်ကကျတော့ဒီထုတ်ပေးတဲ့ quality ကိုကောင်းလားမကောင်းလားဆိုတာစစ်ပေးတဲ့ကောင် okay အဲ့တော့ကျွန်တော်ကြည့်အောင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာနောက်တစ်ကောင်ဖြစ်တဲ့ဟိုပါပေါ့နော်ပုံစံတုံးထားတယ်ပေါ့နော် Sapa ဆိုတဲ့တုံးအောင်တုံးထားတယ်ပေါ့နော်အဲ့တော့ဒီ Sapa သုံးမယ် WhatsApp Grabbing 2မသုံးခင်မှာကျွန်တော်ဒီဘက်မှာကျွန်တော်တို့ပါရှိတယ်ဆိုတော့2 test လောက်ထားတာလေးရှိတယ်2 test လောက်ထားကြည့်အောင်အဲ့တော့ဒီကောင်ကဘာလုပ်ပေးလဲဆိုတော့ဥမာထောက်တယ်ကျွန်တော် link ပေးလိုက်တယ်ဆိုရင်အဲ့ link ကို subscribing လုပ်ပြီးထွက်လာတယ်ပေါ့နော်အဲ့တော့ဒီ link ကဘာလဲဆိုတော့ isabel.com ပေါ့နော်ဘာမှမပါဘူးเนาะဒီ information ပဲပါတာပေါ့အဲ့တော့အဲ့ information ကိုကျွန်တော်တို့ဒါက subscribing လုပ်ပြီးတော့ထုတ်ပေးရကောင်เนาะဒါ2မှာ testing စမ်းပြထားတယ်အဲ့တော့ကျွန်တော်တို့ဘာရှိလဲဆိုတော့အဲ့မှာ2တွေရှိတယ်ဒီမှာဆိုရင် WhatsApp 2ရှိမယ်เนาะ Sapa 2ရှိမယ်အဲ့တော့ Sapa ကဒါဟိုနေ့ကလည်းပြောပြီးပြီပေါ့เนาะဒီမှာပေါ့เนาะအဲ့ဒါကကျွန်တော်အဲ့ဒီမှာခေါ်တယ်ဟောပေါ့နော်ဒီမှာပေါ့ကိုလိုချင်တဲ့ဟာကိုကျွန်တော်တို့ဒီမှာရှာလို့ရတယ်ပေါ့နော်ပုံရှာလို့ရတယ် image ရှာလို့ရတယ်နော်သူထွက်တဲ့ပုံစံကထွက်ပဲလီလိုပါပဲနော်โอเคအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါဘာထွက်နေရအပေဒီမှာ sorry ဒီမှာဒါမှနိုင်ငံလိုက်ပတ်သက်ပြီးတော့ရှာလို့ရတယ်ပေါ့နော်အာဖဂန်တို့ဘာလို့တော့ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာဆိုရင် Reddit သူစားတဲ့ဟာရှိရပေါ့နော် Reddit စားတဲ့ဟာဆိုကိုယ့်ရဲ့ဟာကိုကျွန်တော်တို့က similar word တွေပါပြောင်းပြီးတော့ရှာတယ်အဲ့တော့ထုံးစံတိုင်းပဲသူကဒီလိုမျိုးဒီပေါ့နော်ဒီကောင်ကအဓိက content ကဒီမှာပါတာအဲ့ဒီကအဓိက content အဲ့ဒါပါတာအဲ့ဒါကိုမှကျွန်တော်တို့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော် crew AI နဲ့မှာပါပြီးသားရှိတယ်ပေါ့နော် crew AI နဲ့ပါပြီးသားရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ WhatsApp Grabbing ဟာလေးကိုစမ်းကြည့်တယ် WhatsApp Grabbing ဟာလေးကိုစမ်းကြည့်တယ်ပြီးတော့ခါကျကျွန်တော်ကြည့်အောင်နောက်တစ်ခု test define လုပ်တယ်နောက်ဒီမှာဆိုရင် user customer ကမေးတာပါမယ်ပြီးတော့ခါကျ customer ကဖြစ်တဲ့ပြဿနာကိုပြောပြတာပါမယ်ပြီးတော့ခါကျတော့ဘယ်ကနေဘယ်ထောက်တော့ဘယ်သူကနေဘယ် customer ကိုပြောတယ်ဆိုတဲ့ကိစ္စလေးပေါ့နော်ကျွန်တော် test output လေးပါမယ်ပြီးတော့ခါနောက်တစ်ခုကဆွမ်းနာလို့ပေါ့agent တိုင်းမှာကျွန်တော်တို့ test တွေရှိတယ်ဒီမှာဆိုရင် quality insurance ဆိုရင် quality insurance အတွက်ကို test ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ crew စောက်တယ်ပေါ့နော် crew စောက်ပြီးတော့ခါကျတော့ကျွန်တော်ဒီမှာမေးလိုက်တယ်မေးလိုက်တဲ့ခါကျတော့ကျွန်တော်တို့ input ကိုခါတိုင်းလို question ကြီးပဲ query ကြီးပဲမဟုတ်ဘဲねကျွန်တော်ဘယ်လိုမေးလဲဆိုတော့ customer ဒီ customer ဆိုတာကကျွန်တော်ဒီထဲမှာသုံးပြီးသား name တူဖြစ်ရမယ်ပေါ့နော်ဒီမှာသုံးထားတဲ့ name တူဖြစ်ရမယ်အဲ့တော့ customer ရှိတယ်ပြီးတော့ခါကျတော့မေးတဲ့မေးခွန်း customer နာမည်ကဒီမှာ Andrew ငယ်ပေါ့နော်အဲ့တော့ inquiry လုပ်တဲ့ information inquiry ကကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဘာညာလုပ်ဖို့အတွက်အဲ့ဆိုဒီမှာဆိုရင်ဒါ red ကိုမပါတော့ဘူးဒါ crew နှစ်ခုပဲcrew နှစ်ခုပဲဟိုမှာကျွန်တော်တို့ဗာရှိတယ်ဆိုတော့သူကဘာနဲ့ပတ်သက်ပြီးတော့ memory နဲ့ပတ်သက်ပြီးတော့သူမေးထားတယ် memory နဲ့ပတ်သက်တာဖြစ်မေးထားတဲ့အတွက်သူကတကယ်လို့ memory နဲ့ပတ်သက်တဲ့ဟာဆိုရင်ဒီမှာသွားပြီးဆွဲမယ်
ဆွဲပြီးတော့ဆွဲလို့ရတဲ့ကောင်ကိုကျွန်တော်ပြန်ထုတ်ပြမယ်ပေါ့နော်ဆွဲပြီးလုပ်တဲ့ကောင်ကိုကျွန်တော်တို့ဒီမှာဆိုရင်ဒီကောင်က okay ဒီကောင်က okay အဲ့တော့ဒီ sauna ပေါ့နော် sauna ဆွဲထားတဲ့ကောင်ကိုဒီမှာတော့ဖက်ပြီးတော့ခါကြတော့ကျွန်တော်တို့ပါရှိတယ်ဆိုတော့အေးငါဒီဒါတော့တွေ့လာတယ်ဘယ်လိုလဲဆိုပြီးတော့ဒီကောင်ကိုပြောဒီ agent ကိုပြောဒီ agent မှာတစ်ဆင့်ကျွန်တော်တို့ကပါရှိတယ်ဆိုတော့ဒီကောင်ကိုဖက်ပြီးတော့ခါကြတော့ quality ကောင်းအောင်ပြင်ပြီးတော့ခါကြတော့ကျွန်တော်ဘာဖြစ်မလဲဆိုတော့output ထုတ်ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာ crew တွေမှာ crew ဖြစ်လာcrew တွေတော့ဖြစ်လာ agent တွေဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ prompt ကတော့တော်တော်ကျုံးရတယ်ပေါ့နော်အဲ့ prompt ကျူးတာကအချိန်တော်တော်ယူတာဆောင်းတော့ background story ကိုကျုံးရတာရှိမယ်နော် expected output ကိုကျုံးရတာရှိမယ်အဲ့တော့ဒီမှာကျွန်တော်ဒီမှာသူ work content ကိုသွားပြီးရှာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဘာရှိလဲဆိုတော့ဒီခုကျွန်တော်တို့ပေးလိုက်တဲ့ data ပေါ့နော်ဒီ data ကိုသူကဘာလုပ်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ဒီ data ကိုကျွန်တော်တေချာပေါက်ကဒီမှာဆိုရင် support representative ဒီကောင်ကသုံးမယ်ပေါ့နော်ဒီကောင်ကသုံးမယ်ပြီးတော့ဒီမှာ input ကဒီမှာဘာညာ URL နေပါညာပါတယ်ပေါ့ okay ဒီ output ကမထွက်သေးဘူးခုမှဒါ run နေအောင်ရှိသေးတယ်ဒါအရင်က output ကြီးအဲ့တော့သူကဘာလုပ်လဲဆိုတော့ Sona WhatsApp grab နေပါတယ်တွားလုပ်တယ်တွားလုပ်ပြီးခါဒီမှာဒါ WhatsApp grab ကထွက်လာတဲ့ဟာတွေနော် memory ပါညာသူကိုတွားလုပ်တယ်နော်ဒီ server သုံးပြီးတော့ခါကျတော့ WhatsApp grab တွားလုပ်တယ်တွားလုပ်ပြီးထွက်လာတဲ့ကောင်ကိုကျွန်တော်တို့ကဖက်ပြီးတော့ခါကျတော့ကျွန်တော်တို့ဒီကောင်နဲ့ဒါရကိုဒါတွေကဟိုဟာရှိ WhatsApp ကဖက်လာတဲ့ကောင်တွေကြီးပဲ okay ဒီမှာဖက်လာပြီထွက်လာပြီအဲ့ထွက်လာတဲ့ကောင်ကိုကျွန်တော်တို့ကဒီကောင်ကဘာလုပ်လဲဆိုတော့ဒီကောင်ကိုပြန်ပြီးတော့ပြန်လုပ်လဲဆိုတော့ဒီကောင်ကိုပြန်ပြီးတော့ပြန်ပြင်ပေးတယ်ပေါ့နော်နော်ဆိုရင် finish chain okay အဲ့မှာဒီမှာပြင်ပေးတယ်ပြင်ပေးပြီးတော့ခါကြတော့ကျွန်တော်တို့ output ထွက်လာပြီ output ထွက်လာပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော် output ပေါ့နော် output အဲ့ဒီမှာ output ထွက်လာပြီကျွန်တော် markdown နဲ့လေးရေးထားတယ် markdown နဲ့လောက်ထားတယ်ဆိုတော့ကြည့်ကောင်းတယ်ပေါ့အဲ့တော့ကျွန်တော်ကြည့်အောင်သူကဒီဖြစ်လာတယ်ဆိုရင်တော့ဖက်လိုက်တယ်တော့ဖက်ပြီးခါကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ဘယ်လိုမျိုးကုတ်ကိုဘယ်လိုမျိုးရေးတင်လဲဘာညာသာထွက်လာတယ်ပေါ့နော်ဒါဆိုရင် memory နဲ့ပတ်သက်ပြီးတော့မင်းဘယ်လိုရှင်းတင်လဲဆိုတော့ကောက်ထွက်လာတယ်အဲ့တော့ပြောချင်တာကဒီကောင်မှာဒါကျွန်တော်တို့ input စပြီး input စပြီးပြီးတော့ Sona ကဒီမှာဆိုရင် route တွေပါပြီလားဆိုတော့ route တွေပါမပါဘူးမပါဘဲနဲ့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ tool တွေကိုသုံးသွားတယ်ပေါ့ဗျာကျွန်တော်ဒီမှာဆိုရင် document စ tool ကျွန်တော်ကြည့်အောင်ဒီမှာပေါ့ document စ tool ထဲမှာကျွန်တော်တို့ data ကိုတစ်ခါထည့်ထားပြီးသားအဲ့ data ပြီးတစ်ခါထည့်ထားပြီးအဲ့လိုမျိုးထည့်ထားတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီကတော့ဖတ်ထားတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ tool တွေကိုပေးလို့လည်းရတယ်ဥပမာကျွန်တော်တို့ fancy output ကိုကျွန်တော်ကြည့်အောင် okay အဲ့တော့ကျွန်တော်ဒီမှာဆိုရင်လာပါပဲ local ခေါ်ထားတယ်ကျွန်တော်ဒီမှာခေါ်ထားတစ်မျိုးဒီမှာခေါ်ထားတစ်မျိုးဖြစ်နေလိမ့်မယ်အဲ့ဒါကဘာကွာလဲဆိုတော့ခါကျတော့ဒီမှာ crew ကခုချိန်မှာdevelop လုပ်နေတော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပေါ့နော် crew က develop လုပ်နေတော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဗာရှိလဲဆိုတော့ဒီ version နဲ့မလို့ဒါဒီ version နဲ့မလို့ကျွန်တော်တို့ဒီလိုခေါ်ထားတဲ့ပုံစံဖြစ်နေတာပေါ့နော်တကယ်လို့ later version ပါညာဆိုရင်ဒီပုံစံဖြစ်မှာပေါ့နော် okay အဲ့တော့ဒီမှာဆိုရင် WhatsApp 2ရှိမယ်ဒီမှာဆိုရင်ကျွန်တော်တို့ Sona WhatsApp group 2ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကဘာလုပ်ပြီးမယ်လဲဆိုတော့ခါကြတော့ကျွန်တော်လည်းမေ့နေ okay အဲ့တော့ဒီကောင်က conference လုပ်ချင်တယ်လူဘယ်နှယောက်လုပ်ချင်တယ် budget ဘယ်လောက်သုံးမယ်ပေါ့နော်အဲ့တော့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ဒီ event planning လုပ်ပေးရမယ်ပေါ့နော်ကိုကဘယ်လောက်သုံးမယ်လူကဘယ်နှယောက်ရှိတယ်ဘယ်မြို့မှာလုပ်ချင်လဲဆိုတဲ့ကိစ္စ event planner ပေါ့ okay အဲ့တော့ဒီကောင်ကြည့်အောင်အဲ့တော့ဒီကောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့Amara event လုပ်လိုက်တယ်ကျွန်တော်တို့ဒီမှာ2တွေရှိတယ်ပေါ့နော်ဒီ Script 2လဲကျွန်တော်တို့သိပြီးသွားပြီဒါ WhatsApp 2လဲ Server လဲကျွန်တော်သိပြီးသွားပြီအဲ့တော့ဒီမှာ2နှစ်ခုလုံးပေးတယ်2နှစ်ခုလုံးပေးတယ်ပြီးတော့ခါကျတော့ဒီမှာပါလဲဆိုတော့ဒီမှာဆိုရင် coordinator ပါမယ်ကျွန်တော်တို့ logistic manager ပါမယ်marketing and communication agent ပါမယ်အဲ့တော့ဒီကောင်လေးတွဲပြီးတော့အလုပ်လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အကုန်လုံးကိုကျွန်တော်တို့ဒီမှာ2တွေပေးထားတယ်ပေါ့နော်ပြောချင်တာကအကုန်လုံးကကျွန်တော်တို့ဒီ2တွေနဲ့ဒီဟာတွေကိုသုံးဝင်ရှိနေမယ်ဆိုတဲ့သဘော okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့လာပြီးစပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ point dynamic နဲ့ data ကိုကျွန်တော် define schema define လုပ်ပြီပေါ့နော်အဲ့ဒီ schema define လုပ်ပြီဆိုရင်ကျွန်တော်ကြည့်အောင် schema define လုပ်ပြီဆိုရင်ကျွန်တော်တို့ကအခြားနဲ့မတူတာကကျွန်တော်တို့ဒီမှာမလုပ်ပေးရလဲဆိုဒီလိုမျိုးလေးရေးပေးရတယ်ပေါ့နော်
ဒီလားဒီလိုမျိုးရေးပေးရတယ်အဲ့လိုမျိုးရေးပေးတဲ့ဟာကို function discussion လို့ခေါ်တယ်ပေါ့နော် function discussion တွေကိုဒီ crew တွေsorry ဒီ agent တွေလုပ်တဲ့ခါကျရင် agent framework တော်တော်များများဒီ function discussion နဲ့ဖတ်ကြတယ်ပေါ့နော်ဖတ်လို့ရတဲ့ဟာရှိရပေါ့အဲ့တော့ဒီကောင်လေးရေးပေးမှကျွန်တော်တို့က ဟုတ်ဒီပတ်ဒီအလုပ်လုပ်တာပေါ့နော်အဲ့တော့အဲ့ဒါလေးမမဝလို့လေ okay အဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်ဒီမှာ test ပေါ့နော် test ကို define လုပ်လိုက်တဲ့အချိန်မှာသူကဒီမှာဆိုရင်ဒီအခန်းမှာရှာမယ်ပေါ့နော်ဒီမျိုးမှာအခန်းမှာရှာမယ်ပြီးတော့ဘာလဲဆိုတော့ criteria ဘာလဲဆိုတော့ event topic ကဘာဥပမာထား technical ဟာရှာမလား technical event လားဒါမှမဟုတ် wedding event လားဆိုတော့ရှာမယ်ပုံစံမျိုးရှိမယ်ပြီးတော့ခါကျတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ revenue detail နော် revenue detail ဒီမှာ schema define လုပ်လိုက်တယ် output JSON ဆိုပြီးတော့ schema define ပြောချင်တာကဒီပုံစံအတိုင်းငါ့ကို JSON ထွက်ပြီလို့ဆိုပြီးတော့ define လုပ်လိုက်တယ်ပေါ့နော် okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ Sona ကကျွန်တော်ဘာမှမတိုင်ခင်တစ်ခေါက် run ထားတယ်အဲ့မှာဒီမှာဆိုရင်ဒီမှာပေါ့နော်တစ်ခေါက်ထွက်ထားတဲ့ဟာရှိတယ်ပေါ့နော် okay အဲ့တော့ဒီကနေတစ်ခါ run ခဲ့လိုက် agent okay နောက်တစ်ခုက logistic ပေါ့နော် logistic ဆိုရင် okay ဒီမှာဆိုရင် criteria ကဘာကျွန်တော်တို့ဒီ date တွေဘာ participant ကဘယ်လောက်ရှိမလဲဆိုပြီးတော့ logistic က plan ချမယ်ပြီးတော့ခါကျတော့ဒီ marketing ကကျွန်တော်တို့ဒီမှာဆိုရင်ဒါ robot marketing activity လုပ်ပေးမယ်ပေါ့ဗျာကျွန်တော် okay ပြီးတော့ဒီမှာကျွန်တော်တို့ crew စပြီးတော့ crew run ပြီးကျွန်တော်ဒီမှာဒီကောင်းတွေအကုန်လုံးပေးသုံးထားတယ်တူးတွေအကုန်ပေးသုံးထားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်မတိုင်ငင်နဲ့တိုင်သွားတဲ့ဟိုကိုကြည့်အောင်အဲ့တော့ကျွန်တော်ရဲ့log dashboard sorry dashboard ဒီမှာcredit okay ဒါ total က access ပဲရှိသေးရပါတော့ okay total access ကမှတ်ထားလိုက်မယ် crew okay ဒီမှာ event detail ကျွန်တော်ပေးမယ်ဒါတော့ run လိုက်ပြီနော်အဲ့တော့သူ internet သွားရှာတယ်internet သွားရှာတယ်ဘယ်ကောင်သွားရှာလဲဆိုတော့အရင်ဆုံးဟိုအခန်းမှာစီစဉ်တဲ့ကောင်သွားရှာတယ်ပေါ့နော်အဲ့သူရှာတဲ့ကောင်တွေတွေ့တဲ့ကောင်တွေရှိမယ်ပေါ့နော်အဲ့တော့အဲ့ကောင်တွေရှာတာမှန်တယ်များကျွန်တော်တို့ကဘာရှိတယ်ဆိုဒီမှာတက်လာပြီနော်ဒီမှာ 8 ဖြစ်လိုက်တော့နှစ်ခါရှာပြီးသွားပြီ okay ဒီမှာသူတွေ့တဲ့ကောင်လေးရှိမယ်အချိန်တော့ပေးရတာပေါ့နော်ကြာတာပေါ့ ပါပေးရတယ်ကျွန်တော် limit ကိုလုပ်လို့ရတယ်ဟိုဟာထားရတော့9ခုလောက်သူ UR 9ခုလောက်ပေါ့နော် web search လုပ်တဲ့အခါကျတော့အဲ့လောက်နဲ့ဆိုရပြီအဲ့လိုဟုတ်တယ်လုပ်လို့ရတယ်အဲ့ limit ကကျွန်တော်တို့ဒီမှာဆိုရင်2 define လုပ်တဲ့နေရာမှာလောက်အောင်ပါဒါ limit ကလည်းလုပ်တင်တယ်ပေါ့နော်ဒီ2 define လုပ်တဲ့နေရာမှာသူ့ရဲ့ဟို documentation ကောက်ခံလာရအောင်အဲ့တော့လုပ်တင်တယ်ဘာလို့လဲဆိုတော့ဒီကောင်က Sona လို့ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ပါရှိတယ် Sona လို့ပေါ့delegation force မပေးဒီမှာ delegation force ပေးထားတယ်ပေါ့နော်ပြောချင်တာဒီကောင်ကနေမှတစ်ဆင့်အပေါ်ပဲ result အနေနဲ့ပြန်လို့ရမှာအဲဒီမှာဆိုရင် delegation true ပေါ့နော်ပြောချင်တာကဒီကောင်က delegation true ပေးထားတယ်ဆိုတာကကျွန်တော်တို့က agent ရှိချင်း communicate အသွားပြန်လုပ်လို့ရတယ်ဆိုတဲ့သဘောဗျာအဲ့တော့ပြောချင်တာကဒီကောင်ကနေသူသွားရှာမယ်တွေ့ရတဲ့ခါကျရင်သူက marketing နဲ့ logistics ကိုပြောမယ်ဟဲ့အောင်ဒါအဆင်ပြေလားဒီကောင်တွေကအဆင်ပြေလားမပြေလားပေါ်မူတည်ပြီးတော့ခါကျတော့ဒီကောင်ကမပြေဘူးဆိုဒီကောင်ထက်ရှာခွင့်ရှိတယ်ထက်အလုပ်ခွင့်ရှိတယ်အဲ့တော့ဒီကောင်တွေရှိရောက်ပြီဆိုရင်ဒီကောင်ကဒီလုံးကဟိုအပေါ်ပဲ return ပြန်ရတော့မှာဒီကောင်နဲ့ delegation force ဖြစ်တဲ့အတွက်အဲ့ဒါလေး online မ online ရရေးပါတယ်ဘာလို့ဆိုတော့ဒီ agent နှစ်ကောင်ကအပြန်အလှန်ပြောပြီးတော့ခါကျတော့ဂျားထဲမှာ token စားသွားတဲ့ပြဿနာတွေရှိတယ်ပေါ့နော်အဲ့ agent ပြဿနာအဲ့ဒါပြီးတော့နောက်တစ်ခုကကျွန်တော်တို့သုံးတဲ့ element ပေါ့နော်ကျွန်တော်သုံးတဲ့ element ကလုံလောက်အောင် intelligent ဖြစ်မနေဘူးဆိုရင်ဒီ agent တွေကြားမှာအပြန်အလှန်သွားတဲ့ဟာကများတဲ့ခါကျရင် token ပိုကုန်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်လာမှာ3.2 later လို့ပြောတယ် later လို့ပြောပြီးရင်ဒီမှာကျွန်တော်တို့ကြည့်လိုက်ဒီမှာလာမှာဟာတွေတီးတီးလေးဗျာတင်မလို့တီးတီးလေး 2K ပဲရှိတာအဲ့တော့လုံလောက်အောင် intelligent ကဖြစ်ချင်မှာဖြစ်မှာအဲ့တော့ဖြစ်ချင်မှာဆိုတော့အဲ့တော့ဒီမှာကြာတာလည်းဖြစ်နိုင်တယ်ဒါအခုဆိုရင်ဒါကျွန်တော်ဆက်ဆိုရင်ဒါ fan တွေပွင့်လာပြီရောနော် fan တွေပွင့်လာပြီဝီထားအော်ပြီအဲ့တော့ကျွန်တော်ဘယ်လောက်သုံးနေလဲကြည့်အောင်
ဒီမှာစပြီး GPU သုံးနေပြီပေါ့နော်တော့ local လာမနဲ့ run ထားဖြစ်တယ်တော့အဲ့တော့ fan ထအော်နေအဲ့လိုဒါလည်းဆို GPU ပေါ်လို့များတယ်ပေါ့နော်အဲ့ဒီမှာသူစရှာတာတွေပါရင်လောက်ပြီကွာlogistics manager ကြီးရောက်လာပြီဒီကောင်ကNew York NYC တဲ့ okay ဒီကောင်ကဟိုမရှိဘူးokay ဒီမှာဆိုရင်website ထပ်ရှာတယ်ပေါ့နော်စကွာ internet connection skin တော့ဒီကောင်ဘာပြောအဲ့တော့တူးပြဿနာတက်နေအောင်ဒါဆို အောက်ပေါ်အောင်ထပ်တော့ခဏတော့တိတ်ပြောင်းလာရအောင်ငါးလာပါနော်โอเคအဲ့တော့ကျွန်တော်ကြည့်အောင်သူအောက်ပေါ်ပါထွက်သွားလဲဆိုတော့အောက်ပေါ်ထွက်မတော့ပြီးသွားတယ်โอเคဟုတ်ဒိတ်မတွေ့ရဘူးဒိတ်မတွေ့ပြီးတော့ဒီ query run မတော့ဘူးเนาะ WhatsApp content အဲ့တော့ကျွန်တော်ကြည့်အောင် restart ကျွန်တော်ဒီမှာဆိုရင်ဒီမှာ data ထွက်မတော့ဘူးโอเคဒါက marketing report โอเคဒါ marketing report ကတော့ထွက်တယ်individual insert technology innovation ဘာညာ marketing အတွက်ဟိုလုပ်ဖို့တော့ထွက်တယ်ကြည့်အောင်ပြန်လည်ကြည့်အောင်အဲ့တော့ကျွန်တော်ဆုံးက2ဘလောက်သုံးရတယ်ဒီကောင်ဘလောက်ခေါ်ရလဲ6ကနေဘလောက်ဖြစ်သွားလဲနှစ်ခါပဲခေါ်ရတယ်နော်ပြောချင်တာဒီအောက်ကနောက်ဆုံးဒီ marketing agent ကောင်ကဒီကောင်ပေါ့နော်ဒီကောင်ကို2ပေးထားတယ် logistic agent 2ပေးထားတယ်โอเค along dedication ဒီကောင်2ပေးလိုက်ပြန်ပြောလို့ရအောင်ဒီလိုပြန်မတွေ့ဘူးဆိုထပ်ရှာလို့ရအောင်โอเคအဲ့တော့ပေးရပါတယ် resource ရောအချိန်ရောအဲ့တော့တကယ်လို့ဒီလိုမပေးခြင်းပါလို့မလို့ကျွန်တော်တို့ဒီဟိုဟာကိုကောင်းတာသုံးပါနော် element engine ကိုကောင်းတာသုံးလိုက်ရတယ်ပြီးရင်ကျွန်တော် element engine ကိုပြောင်းပြီး run ကြည့်မယ်ပေါ့နော်แล้วก็ရန်ကုန်မြန်မာပြည်ကြီးအောင်ထွက်လောက်လာလို့ ဟ
ဘယ်ကတော့ဆွဲရကြည့်အောင်ဒီလင်းမှန်လားဟာဘယ် data တွေတော့ဆွဲနေလဲကြည့်အောင် okay တော့ဆွဲနေ ကျွန်တော်ဒီမှာဆိုရင်ပြဿနာပါလဲဆိုတော့ expected ဟောအောင်2 call လင်းမှာတေချာမကောဘူးပေါ့နော်အဲ့ပြဿနာဖြစ်နေည prompt ကျွန်းအောင်မယ်နော် server 2.ram amazing 1 query ဘာလို့1 source query ဖြစ်ရမှာလဲသူရှာတဲ့ query ကဒီဟာနဲ့ရှာတယ်အဲ့တော့ဒီမှာသူကဒီတိုင်းပဲ output ထွက်သွားတယ် output ထွက်သွားတာဖြစ်တယ်ကျွန်တော်တို့ပါရှိတယ်2ကိုမကောဘူးပေါ့နော်စာ internet okay ဒီကောင်ဘယ်ရကောင်းတော့ဒီကော okay အဲ့တော့ကျွန်တော်နည်းနည်း element ပြောင်းကြည့်အောင်ကျွန်တော် element ကပဲလုံလောက်အောင် intelligent မရှိရတာပါလားအဲ့တော့ကျွန်တော်ဒီဘက်မှာ cross သုံးထားတဲ့ကောင်လေးokay ကျွန်တော်တို့ element ပြောင်းတော့ဒီမှာဒီလိုမျိုးဒီ2 call ဖို့ဒီ output ထွက်တဲ့ဟာမှာလွဲနေရဆိုရင် element ပြောင်းလိုက်တဲ့အတွက်စက်တိုက်ကြီးအဲ့ဒါပဲထွက်ပြီးလွဲနေရမရှိတော့ဘူးအဲ့ဒါ element ပြောင်းခြင်းအားသာကြပါတော့အဲ့ token block သုံးနေတယ် story show အောင်ကျွန်တော်တို့ဘာတွေလုပ်နေလဲဆို
music okay ရပါသေးတယ်စီပေါ်ပါတယ်ဒီမှာတော့ဟိုပါဖြစ်ပေါ့နော် limit ဖြစ်ပေါ့နော်ဒီမှာသုံးလို့ရတဲ့ဟာတွေအများကြီးရယ်ကျွန်တော်တို့သုံးထားတာ8 billion ဒီကောင်ပေါ့โอเคကျွန်တော်ရဲ့ဟိုမသုံးတဲ့အတွက်တော့ကြာပါပြီနော်လိုကမသုံးတော့ရန်ကုန်မှာ plan ရှာခိုင်းတာရန်ကုန်ကအဲ့လို plan ရှာဖို့ website ကတိတ်မရှိဘူးတော့မသိဘူးโอเคရန်ကုန်နဲ့ Rose Garden နဲ့300 okay ငါတို့လူကနေပေးလိုက်တော့သူကရှာပေးထားတဲ့ဟာတွေကတော့အများကြီးပဲနော်ရှာပေးထားတာအများကြီးပဲLane University ရဲ့ GDC event ICC if okay အဲ့တော့ငါတို့လူက900တောင်ပေးလိုက်တာပဲအဲ့တော့သူက900နီးပါးဆန်းတဲ့ဟာတော့ရှာတာပေါ့နော်ဒါတော့မကိုက်ဘူးနော်လေကျွန်တော်တို့ပေးလိုက်တဲ့ဟာပေါ့နော်အဲဘယ်လောက်တက်မယ်ဘလောက်โอเคโอเคပါကျွန်တော် limit ပြီးသွားတယ်ကောင်းတယ် free ကအဲ့တော့ကျွန်တော် token သုံးရင်တော့ limit ထားပြီးသုံးမှရအောင်ပေါ့နော်အဲကျွန်တော်ဒီမှာအဆင်မပြေဘူးပေါ့နော်ဟုတ်တယ်နော်တက်ပြီးတယ်နော်ဒါလေးရမ်းထားလိုက်အောင်ဒီ
ဒီမှာက marketing အတွက်ကိုဒီမှာ output သွားရေးတယ်ပေါ့နော်ဒီမှာ output.readme ဘာညာ marketing ထည့်ရလို့ကျွန်တော်ဒီ file လေးကိုကြည့်နေအဲဒီမှာသွားထည့်ထားတာရှိတယ်ပေါ့နော် marketing email အတွက် okay အဲ့တော့ကျွန်တော်တို့ brother တို့ဒီကောင်းကိုတစ်ချက် run ကြည့်ပြီးတော့ခါကျတော့စမ်းကြည့်ပါနော်ကျွန်တော်တို့ဒီမှာဆိုလဲဒီကောင်းဆိုလဲကျွန်တော် free token ပဲလောက်ထားသေးတယ်ပေါ့နော်အဲ့တော့တော်တော်များများ model တွေဒီမှာရှိတယ်အဲ့လာစမ်းကြည့်စင်ပြေရသုံးလို့ရတယ်ကြည့်အောက်ပေါ်လေးထွက်ချင်ပါနဲ့ဒီကောင်ကကျွန်တော်တို့ဒီ element ကနေ2ကိုခေါ်တယ်ထုတ်ပေးတဲ့ကောင်ပေါ့နော်အဲဒီထုတ်ပေးတဲ့ကောင်လွဲပြီးထုတ်တယ်ထားပါတော့ဒီကောင်လေး run ထားလိုက်အောင်အဲဒီကောင်လေး run ထားတော့မှကျွန်တော်တို့မနေ့ကသွားရတယ်ကျွန်တော်တို့ MCP ပေါ့နော် MCP ကိစ္စလေးဆက်ပြီးသွားရအောင်အဲ့တော့မနေ့ကကျွန်တော်တို့ MCP မှာကျွန်တော်တို့ run ခဲ့တဲ့ကောင်လေးရှိတယ်ကျွန်တော်ဘာ run ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီကောင်ပါနော်ဒီမှာ config ထည့်ပြီး run ခဲ့တယ်ပေါ့နော် okay အဲ့တော့ဒီ cloud ဒီ cloud တွေပေါ့cloud တွေမှာကျွန်တော်တို့ config ထည့်တယ်ကျွန်တော်ဒီမှာပေါ့နော် developer mode မှာ config ထည့်ပြီးတော့ဒီမှာ MCP run ခဲ့တယ်အဲ့တော့ဒီမှာတကယ်လို့ MCP run နေဆိုရင်ဒါကျွန်တော် MCP server ကိုကျွန်တော်ခေါ်သုံးလို့ရပြီဆိုတာဒါသိပြီပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ MCP ကဒီလိုမျိုးဘယ်လိုပြောအောင် USB Type C ပုံစံမျိုးသူက general bus လောက်လိုက်တယ်ပေါ့နော် data သွားတဲ့ bus လောက်လိုက်တာဖြစ်တဲ့အတွက်တကယ်လို့အဲ့မှာထည့်တဲ့ပုံစံမျိုးပဲကျွန်တော်တို့ဘာရှိလဲဆိုတော့ကျွန်တော် Winsa တို့ဘာတို့မှာလဲကျွန်တော်ထည့်လို့ရတယ်ပေါ့နော် okay Winsa ပေါ့နော် MCP ထားပါတော့အဲ့တော့Winsa တို့ဘာတို့မှာလဲကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်ကျွန်တော် Winsa element လောက်တင်လို့လာမမသုံးလို့ဆိုကွက်လိုက်တော့နော်ဟုတ်memory အများကြီးကုန်နေတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် MCP server ခေါ်လို့ရတဲ့ဟာတွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ဘာသွားမလဲဆိုတော့ခါကျတော့ okay ဒီကောင် run နေဒီနေ့မှာဘာသွားမလဲဆိုတော့MCP ကို hello world ပေါ့နော်အစအနေဘယ်လိုမျိုး step by step လုပ်တဲ့ကိစ္စကိုသွားမယ်ပေါ့နော်ဒီကောင်တော့မဟုတ်ဘူးပေါ့နော်ဒီကောင်တော့မဟုတ်ဒီကောင်ကဒါကျွန်တော်စမ်းနေတာတက်ဒါ2 no resource လို့ပါလို့သွားဖို့အတွက်စမ်းနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ကျွန်တော်ရဲ့ဒီ kit မှာဒီကျွန်တော်ရှာတွေ့ထားတဲ့ဟာတွေတခုတော့ထည့်ပေးထားတယ်ဒီ kit မှာကျွန်တော် okay ဆိုတော့ MCP ပေါ့နော်အဲ့တော့ဒီမှာဘာထည့်ပေးထားလဲဆိုတော့ကျွန်တော် hacking face ကနေတွေ့ထားတယ် note လေးထည့်ပေးထားတယ်တရားလေး brother တို့ရှင်းပြကျွန်တော်မနေ့ကဒီနေ့လက်တွေ့ကြီးပဲဆိုတော့စာတွေးမပါဘူးဖြစ်နေလို့ okay အဲ့တော့ကျွန်တော်တို့ခါတိုင်းရှိနေတာဟာကကျွန်တော်တို့က MCP မရှိခင်တော့ကကျွန်တော်တို့က more ဒီ AI model တွေနဲ့ဗာနဲ့ဆိုတော့သူတို့တက်တီးတန့်ခေါ်ရတယ်ပေါ့နော်ဥပမာထားတော့ database ဆို database file ဆို file ဒီပေါ့နော်ဒီမှာဆိုသွားတဲ့ဟာဆိုဒီ calculator ဒီမှာဆို calculator ခေါ်ပြထားတယ်ပေါ့နော်ဒီ calculator ခေါ်ပြထားတဲ့ဟာကကျွန်တော်တို့ဟိုဘက်မှာကျွန်တော်ဟိုထည့်ထားတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ okay ကျွန်တော် CP အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့နော်ဒီမှာပုံစံမျိုးပေါ့နော်ဒါက2 calling ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ calculator ပေးတယ်ကျွန်တော် WhatsApp ပေးတယ်ပေါ့နော် WhatsApp ကျွန်တော်ဒီမှာ WhatsApp copy လုပ်တယ်လို့ပဲအဲ့တော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ memory ကကျွန်တော်တို့ဒီမှာဆိုရင်သူဆက်လိုက်တယ် agent ဒါအလုပ်လုပ်တဲ့ပုံစံ memory မရှိဘူးဆိုရင်သူ element run နဲ့ element run တဲ့ခါမှာကျွန်တော်တို့ကokay ငါက calculator ကိုခေါ်သင့်တယ်ဆိုပြီးအခါကျတော့ calculator ခေါ်မဲ့ function ထွက်လာတယ်အဲ့တော့ calculator ခေါ်မဲ့ function ထွက်လာတဲ့ပုံစံမျိုးကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာ run နေတဲ့okay ဒီကောင်ထွက်သွားပြီလားမထွက်သေးဘူးဒီဘက်မှာ run နေရယ် Sona error တက်တဲ့ဟာလေဒီမှာသူတို့ကထွက်တဲ့ပုံစံခေါ်မဲ့ပုံစံထုတ်တာမားနေရယ်ဆိုတော့အဲ့တော့အဲ့ကောင်လေးထွက်သွားတယ်ပေါ့နော်ကွာရှိပါနေရ okay ဒီမှာလာလိုက်တော့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် memory empty ဖြစ်နေတဲ့အတွက်ကျွန်တော် calculator ကိုခေါ်မယ် calculator ခေါ်မယ်ဆိုတော့ calculator ခေါ်မဲ့ function မျိုးကျွန်တော် to calling ပုံစံမျိုးထုတ်ပေးတယ်to calling ပုံစံမျိုးထုတ်ပေးရဆိုတော့ကျွန်တော်ဒီဘက်မှာလည်းထုတ်ပေးခဲ့ပြီးဒီမှာထုတ်ပေးခဲ့ပြီးအဲ့တော့ခေါ်မယ်ဆိုတော့ခါကျတော့ပြီးရင်သူကအဲ့ကောင်ခေါ်လိုက်တယ်ခေါ်လိုက်ပြီး calculator မှာဒီဟာ data ကိုသွားထည့်တယ်သွားထည့်ရတော့ calculator 2ရှိတယ်ကွာ calculator 2နော်
အဲ့ကလေးက2ရှိရပဲဆိုတော့ကွာအဲ့2 call လေးခေါ်လိုက်တဲ့ခါကျတော့ဒီမှာ data ထွက်လာတယ် data ထွက်လာတဲ့ခါမှာအဲ့အော် execute လုပ်ပြီးတော့ memory ကိုပြန်ထည့်တယ်အဲ့ memory ရဲ့ထည့်တဲ့ကောင်မှတစ်စင်နောက်တစ်ခါကျရင်ကျွန်တော်တို့ပါရှိတယ် memory ကရှိပြီးသားဖြစ်တဲ့အတွက်အဲ့ data ကိုယူပြီးတဲ့ခါကျတော့ element နဲ့ပေါင်းပြီးတဲ့ခါကျတော့ကျွန်တော်ဒီမှာဆိုရင်ကြည့် data ကိုသွားထည့်တယ်သွားပြီးနောက်တစ်ခါကျရင် data ရှိပြီးသား memory ရဲ့ဝင်သွားပြီအဲ့ memory ရဲ့ဝင်သွားဖြစ်တဲ့အတွက် data ရှိပြီးသားဆိုတော့ကျွန်တော်တို့ပါရှိလဲဆိုတော့ဒီမှာဆိုရင်တစ်ခါလေး output ထွက်တယ်ပေါ့နော်ဒီမှာပြန် run တယ်ဒီမှာ final answer ဆိုပြီးတော့ကျွန်တော် final answer ဒီမှာထွက်လာတယ်ပေါ့နော်ဒါ agent တွေအလုပ်လုပ်တဲ့ပုံစံပေါ့နော် agent တွေနဲ့ do တွေနဲ့အလုပ်လုပ်တဲ့ပုံစံအဲ့လိုပဲကျွန်တော်တို့ပါရှိလဲဆိုတော့ဒီ MCB ပေါ့နော်ဒီ MCB မှာကျွန်တော်တို့ကပါရှိလဲဆိုတော့ဒီ Sona လို့ပေါ့နော်ဒီ tool အနေနဲ့လည်းအလုပ်လုပ်တယ်ကျွန်တော်ဒီလို database တွေ file system အနေနဲ့လည်းအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်သိရမယ်ပေါ့နော်အဲ့တော့ MCB ရှိလာတဲ့အတွက်ကျွန်တော်တို့က single pass သူပြောသလိုပဲ USB type C ဖြစ်သွားတယ် single pass ရှိသွားတယ်အဲ့တော့ဟိုရှိသမျှကောင်တွေကလည်း model ဒီကောက်ခေါ်တော့ဒီ model ရိုက်တက်ခေါ်တော့အဲ့တော့ပြောချင်တာက MCB တစ်ခုလောက်ထားပြီဆိုရင်ကျွန်တော်တို့ကပါရှိလဲဆိုတော့ပေါ်မှာအားတဲ့ကိစ္စတွေစောနာလို့ပေါ့နော်ပေါ်မှာအားတဲ့ကိစ္စတွေဒီ service က run ပြီးသားကိစ္စတွေမဖြစ်တော့ဘူးတခု data လို့ရဆိုလဲဒီကောင်ကနေပဲခေါ်သုံးလိုက်ရုံပဲပေါ့နော်အဲ့ဒါကျွန်တော်ပြောခဲ့သလိုပဲ MCB ကပါရှိလဲဆိုတော့တစ်ဖက်မှာက security နဲ့ဒီ performance body နဲ့ဖြစ်တဲ့ကိစ္စလေးတွေတော့အခုချိန်ထိရှိနေတော့မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဂျားဒီမှာ MCB ရှိမယ် MCB server ဖြစ်သွားတဲ့အတွက်ကျွန်တော်2ကိုလှမ်းခေါ်သုံးလို့ရတယ်โอเคအဲ့တော့ကျွန်တော် MCB ကကျွန်တော်တို့အားသာချက်တွေရှိတယ်ကျွန်တော်ပြောခဲ့သလိုပဲ2တွေရှိမယ် resource ရှိမယ် prompt ရှိမယ် sample လေးရှိမှာကျွန်တော်က prompt နဲ့ sample လေးကိုမပြောခဲ့ဘူးပေါ့နော်2နဲ့ resource ပဲပြောခဲ့အဲ့တော့2တွေခေါ်သုံးလို့ရမယ်2ခေါ်သုံးတဲ့အခါမှာကျွန်တော်တို့ပို့ပြီးလွယ်သွားတယ်ဘယ်ရပဲခေါ်သုံးတော့ကျွန်တော်ဒီမှာဆိုရင် cloud ရပဲခေါ်သုံးတော့ WinSat ကပဲခေါ်သုံးတော့လွယ်သွားတယ်ပြီးနောက်တစ်ခု resource လည်းအဲ့လိုပဲကိုက resource allow ဖြစ်တဲ့MCB config ရေးထားတယ်ဆိုရင် resource ကိုခေါ်သုံးလို့ရတယ်ဘယ်လိုဟာမျိုးလဲ Sona လို့ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်WinSat မှာဆိုရင်ကျွန်တော်တို့ကWinSat မှာဆိုရင်ကျွန်တော်ကခုဒီမှာဖွင့်လိုက်တာဖြစ်တယ်ကျွန်တော်ကဒီ file structure ကြီးတစ်ခုလုံးကိုဒီကောင်ကို MCB နဲ့ကျွေးထားပြီးသားဖြစ်သွားပြီနောက်ကွယ်မှာဒီကျွန်တော်တို့လုပ်လို့ရတဲ့ဟာမပါဘူးပေါ့နော်ကျွေးထားပြီးသားဖြစ်သွားပြီဖြစ်တယ်တော့ကျွန်တော်တို့ကပါရှိလို့ဆိုဒီထဲကဟာတွေကိုcreate လုပ်ခိုင်းတာရေးခိုင်းတာဆိုရင်ရေးခိုင်းလို့ရတယ်ပေါ့နော်ဒါမနေ့ကလည်းဒါsample ရေးပြပြီးသွားပြီတော့ရေးခိုင်းလို့ရတယ်အဲ့တော့ဘာရှိလဲဆိုတော့ Sona resource လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အမြင်သာဆုံး MCB config ဆိုရင်ဒီမှာ file system ဆိုပြီးကျွန်တော်လုပ်ထားရှိတယ်ဒီမှာ read file ရှိမယ်multiple file ပါညာရှိမယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မြင်သာအောင်ပြောရရင်ဆိုတော့ကျွန်တော်documentation ထဲမှာ reference တွေထည့်ခိုင်းလိုက်တယ်ပေါ့နော်အဲ့တော့ reference ထဲကျွန်တော် documentation လို့ပဲပြောတယ် readme လို့မပြောဘူးဒါပေမဲ့ဒီကောင် readme ဆိုတာသိတယ်ပြီးတော့ခါကျတော့ဒီမှာအောက်မှာ reference တွေပါညာသူရှာပြီးတော့ထည့်ဖို့တော့ကိုသူလုပ်လိုက်တယ်ပေါ့နော်အဲ့တော့ done ပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ထည့်ခြင်းလဲဆိုရင် apply done သူထည့်သွား change ချက်ကို accept လုပ်လိုက်အဲ့တော့ဒီမှာဆိုသူဒီမှာ reference တွေပါထည့်သွားတာရှိတယ်ပေါ့နော်အဲ့တော့Sona လို့ပေါ့ဒါဒီကောင်update okayဒီမှာပြောချင်တာကကျွန်တော်တို့ပါရှိလဲဆိုတော့ဒီ resource ဒီမှာရှိရ file resource တွေအကုန်လုံးကိုဒီကောင်ကဒီ WinSat ရဲ့ MCB ကသိနေတယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့မှာနောက်ွယ်မှာအဲ့တော့ကျွန်တော်ဒီမှာမြင်သာထင်သာရှိရဲဒီမှာ file system ဟိုဖြစ်ထားတယ်အဲ့တော့ဒီ config တွေကိုကျွန်တော်ဝင်ကြည့်လို့ရတယ်ဒီမှာ file system config ကျွန်တော်ဒီမှာပေါ့နော်ဒီမှာဒီမှာ file system config ဒီမှာဆိုရင်ကျွန်တော်ရေးထားတဲ့ weather service ဘာညာဒီ file system တွေကိုဒါ MCB သိမယ်ဆိုတဲ့ model MCB သိမယ်ဆိုတဲ့ပုံစံမျိုးဒီ config တွေရေးထားလို့ရတယ်ဒါက MCB နဲ့ပတ်သက်ရင် resource နဲ့ပတ်သက်ရင်ကျွန်တော်တို့ resource လုပ်လို့ရတယ်ပေါ့နော်ပေးသိလို့ရတယ်နောက်တစ်ခုကတော့2ကတော့ရှင်းပါတယ်ကျွန်တော်2 calling နော်နာလို့WhatsApp လောက်တဲ့ခိုက်တာမျိုးဆိုရင်ကို2နဲ့ကိုရှာသေးခြင်းတဲ့ကိစ္စမျိုးပါညာမရှိဘူးဆိုရင်မင်းကိုခဲသွားခောက်တော့ပါတော့မပြောချင်ဘူးကွာသိရမလားတခါလည်းမရှိဘူးဆိုရင်မရှိဘူးဆိုတော့တင်ကိုသွားရှာလိုက်အဲ့လိုမျိုးသွားစားခြင်းတဲ့ဟာမျိုးဆိုရင်Sonaလို့ traveling search တို့ server တို့ကိုပေးထားလို့လည်းရတယ်ပြီးတော့နောက်တစ်ခုကကျတော့ prompt ဒီ pre-define လုပ်ထားတဲ့ prompt တွေကိုသုံးလို့ရတယ်တဲ့အဲ့တော့ကိုက prompt နဲ့ပတ်သက်ပြီးတော့ define လုပ်ထားပြီးသားရှိတဲ့ဟာပေါ့နော်အဓိကတော့ကျွန်တော်တို့ research လုပ်တာပဲဖြစ်ဖြစ်Sonaဒီလိုမျိုး code နဲ့ပတ်သက်တဲ့ဟာပေါ့နော်code editor ဖြစ်တဲ့တော့ code နဲ့ပတ်သက်တာဟာ prompt တွေ define လုပ်ပြီးသားဆိုလဲသုံးလို့ရတယ်ပေါ့နော်ဒါရဲ့နောက်ကျရင်ကျွန်တော်ပြောပြမယ်အခုတော့လောလောဆယ်စမ်းထားတာမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော် code interpreter ရှိရယ်ကျွန်တော်ဒီမှာဆိုရင်ဒီမှာcode interpreter ဆိုရင်ကျွန်တော် tool တွေသုံးလို့ရတယ်နော် documentation တွေကျွန်တော် Sona resource မှာဆိုရင် documentation တွေလုပ်လို့ရတယ်နော် code style တွေပါ print လုပ်လို့ရတယ်
ဒါဆိုရင်ဒါ win စာတို့ပါတော့ကာစာတို့ပါလောက်ထားတဲ့ပုံစံမျိုးပေါ့နော် sampling ဆိုရင်ကျွန်တော် code review တွေပါလုပ်လို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ MCP လုပ်လို့ရတဲ့ကိစ္စတွေကိုကျွန်တော်ရှာပြီးတော့ခါကျတော့ဒီမှာထည့်ပေးထားတယ်ပေါ့နော်ဒီ documentation လေးကတော်တော်ပြည့်စုံပါတယ်ကျွန်တော် hacking face ကhacking face ခိုးလာတာပေါ့နော်hacking face ခိုးလာတာဒီကောင်လေးတော်တော်ပြည့်စုံတယ်အဲ့တော့ဒါလေးစိတ်ဝင်စားရင်ဖတ်ကြည့်အဲ့တော့ကျွန်တော်ဒီနေ့မှာ MCP ကို hello world စမယ်ပေါ့နော်ဒီကောင်ပြီးအောင်မလားမသိဘူးဒီနေ့ပြီးဖို့စီစဉ်ရှိသေးတာโอเคကျွန်တော်တို့နည်းနည်းဒီကောင်ချင်းချက်လုပ်ပြီးမှပဲကျွန်တော်ပြန် run ရအောင်မယ်ပေါ့နော်prompt ကျူးရမှာလားပါလားမသိ7မိနစ်အောင်ဖြစ်သွားပြီ anyway ကျွန်တော် MCP hello world run မယ်ပေါ့နော်โอเคအဲ့တော့ MCP hello world ရမယ်ဆိုတော့ကျွန်တော်တို့မနေ့ကဗာသွားခဲ့လဲဆိုတော့ UV ဆိုတဲ့ကိစ္စကိုသွားခဲ့တော့เนาะဒါ Python project တွေကြာရင်ကျွန်တော်တို့ directory ပေးပြီး run လို့ရတဲ့တကောင်ပေါ့နော် directory ပေးပြီး run လို့ရတဲ့အချိန်မှာကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီကောင်က environment ကိုလည်းရှင်းရမလို့ okay အဲ directory ပေးပြီး run လို့ရတာက pit env လည်း run လို့မရဘူးလားတော့မေး pit env လည်း directory ပေးပြီး run လို့ရတယ်ဒါပေမဲ့ pit env directory ပေးပြီး run လို့ရတာက environment active မဖြစ်ဘူးပေါ့နော်ဒီကောင်က activate မဖြစ်ဘူးဒီကောင်က UV က environment activate ဖြစ်တယ်အဲ့တော့ဒီ MCP လုပ်တဲ့ခါကျရင်တော့အဆင်ပြေဆုံးကအကုန်လုံးက UV နဲ့ပဲလုပ်ကြတာပေါ့နော်အဲ့တော့ UV နဲ့ပဲကျွန်တော်လုပ်မယ် UV ဆိုတဲ့ကိစ္စပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလုပ်မယ်ဆိုရင်ကျွန်တော်အရင်ဆုံးokay UV init အဲ့တော့ကျွန်တော်တို့ project တစ်ခုစလိုက်မယ်ပေါ့နော်ဒီမှာစလိုက်ပြီ private project တို့မျိုးတွေပါညာပါတယ် okay great ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေနည်းနည်းအဲ့ထဲဝင်ပြီးတော့ install လုပ်လိုက်မယ်နော် hello MCP ပေါ့နော် okay အဲ့တော့လိုအပ်တဲ့ဟာကကျွန်တော်တို့ MCP လုံးမှာဖြစ်တဲ့အတွက် MCP UV က UV တက်တက်နော် MCP က MCP တက်တက်အဲ့တော့ကျွန်တော်ကရှိတယ်ဆိုတော့ကျွန်တော် weather တုံးကသုံးထားတဲ့ MCP ဘာညာ private project တို့မျိုးတွေမှာရှိမယ်ဒီနောက်ကောင်ကို installation ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ UV app http ပြီးတော့ MCP CLR okay နောက်ကောင်ထည့်လိုက်ပြီ okay ဆိုတော့ဒါရထားလိုက်အဲ့တော့ဒီမှာကျွန်တော်တို့ဒါဂျိုဒနန် UV နဲ့ hello world ထုတ်ထားတဲ့ကိစ္စပဲဒီမှာ MCP ဘာညာဝင်လာပြီ okay အဲ့တော့ကျွန်တော်တို့ဒီနေ့မှာရေးမလဲဆိုတော့ကျွန်တော်တို့CSV ဖတ်တဲ့တူလေးရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တူရေးမယ်ဆိုတော့CSV 2.py ပေါ့နော် okay okay အဲ့တော့ကျွန်တော်တို့ပြီးတော့ခါကျတော့ကျွန်တော်တို့ဒီမှာ main မှာလည်း MCP ကြီးညာပေးမယ်ဆိုတော့ဒီကောင်ကိုserver ရင်ရေးလိုက်မယ်server.py okay server.py ဆိုတော့ MCP ကိုအရင်ကြီးညာပေးဖို့လိုတယ်ဒီကောင်မှာရေးတဲ့ပုံစံကျွန်တော်တို့ from MCP okay သူက code editor ကြီးကောင်းကြပဲ MCP ကျွန်တော်တို့ first MCP ပြီးပြီပေါ့နော်hello MCP okay great okay အဲ့တော့ဒီမှာဒါပြီးပြီဆိုရင်ကျွန်တော်တို့ဒီကနေဆောနာက MCP ကိုခေါ်မယ်ပေါ့နော် from server import MCP okay အဲ့တော့ MCP ခေါ်ပြီးသွားပြီ MCP ခေါ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာစရေးလို့ရပြီပေါ့နော်mcp.2 ဆိုပြီးတော့ဒီအောက်မှာရေးတဲ့ဟာမှမြင်ဒါ2ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီမှာဆိုရင် recfv ကျွန်တော် file path ပေးဒီမှာဆိုတော့ suggest လုပ်တဲ့ကိစ္စတော့ပြီးသွားပြီပေါ့နော်ဒီမှာre ကို CSV ဘာညာဖတ်ပြီးခါကျလုပ်လို့ရပြီ okay အဲ့တော့ဒီမှာဆိုရင်အဓိကကျွန်တော်ပြောချင်တာဒီကောင်ပေါ့နော်ဒီမှာသူ sample ရေးတဲ့ဟာပေါ့ okay အဲ့တော့အဓိကဒီကောင်ပေါ့အဓိကဒီကောင်ဆိုတော့သူကဘာလဲဆိုတော့ဆောင်းလာပြောသလိုပေါ့ function discussion ပေါ့နော်ဒီကောင်ဖတ်ပြီးတော့ခါကျတော့ဒီ element တွေရှိရဆို element တွေအလုပ်လုပ်တာအဲ့တော့အခုကျွန်တော်တို့ MCP ရေးနေတာက element ပါတရားမလို့ဘူးဗျာတရား element ပါတာမလို့ဘူးကျွန်တော်တို့ဟိုဘယ်လိုပြောအောင်ဟို
ဒီတိုင်းပဲကျွန်တော်တို့ discussion နေနဲ့ဖော်ပြတဲ့ခါမှာသိဖို့ပဲလိုရတာပေါ့နော် okay အဲ့တော့ကျွန်တော် main ဘယ်လိုရေးမလဲကြည့်အောင်ကျွန်တော်အရင်ဆုံး MCP server ခေါ်လိုက်မယ်နော် from server import MCP လွယ်တယ် from import CSV2 okay ဒီလောက်ခေါ်လိုက်ရင်ရပြီပေါ့နော် import ခေါ်လိုက်ရင်ဘာလို့လဲဆိုတော့အပေါ်မှာဆို MCP ဘာညာရေးထားပြီးသား okay အဲ့တော့ကျွန်တော်တို့ main ထဲမှာကျွန်တော် hello MCP okay ထားပါတော့ကျွန်တော်တို့ mcp.run ဟဲ့ဒါဆိုရပြီကျွန်တော်ဒီကောင်ကိုကြည့်အောင် uv run main.py okay okay do okay sorry okay ရတော့ကျွန်တော် NCP server run သွားပြီပေါ့နော်NCP ရေးတဲ့ပုံစံဒီပုံစံလေးပဲဘာမှဟုတ်ဒီပတိခတ်တာမဟုတ်ဘူးဒီမှာ run သွားပြီပေါ့နော်ကျွန်တော်ဒီမှာ run လိုက်ပြီဆိုရင် run နေပြီအဲ့တော့ run နေပြီဆိုတော့အဲ့ကောင်ကိုကျွန်တော်တို့က MCP config ထည့်မယ်ဆိုတော့ကျွန်တော်ဒီမှာလည်း config တွေပုံစံရှိပြီးသားပေါ့နော်အဲ့တော့ config တွေပုံစံထည့်မယ်ဆိုရင်ကျွန်တော်ဟောဒီမှာပေါ့နော်ကျွန်တော် config တွေရှိပြီးသားအဲ့ config တွေကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်ထည့်ထားတဲ့ဟာပုံစံလွယ်လေးအဲ့တော့လွယ်လေးကိုကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကို copy ကူးလိုက်မယ်နော်ဒီမှာဆိုရင် MCP အဲ့တော့ကျွန်တော်ဒီမှာဒီကောင်ပတ်လန်းကြောင်းဆိုတာဒါ main ရဲ့ပတ်လန်းကြောင်းဖြစ်ရမယ် copy path directory okay ပြီးသွားပြီအဲ့တော့ဒီကောင်ရဲ့ run တဲ့ပုံစံကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်တကယ်ထားပါတော့ဗျာကျွန်တော်ဒီအောက်မှာ main မရှိဘူး main.py မရှိဘူး main.py မရှိဘဲနဲ့ကျွန်တော်တို့ဘာလို့ run လို့ရလဲဆိုတော့ကျွန်တော်တို့ကuv okay ဒီမှာကြည့်အောင်ပါပြင်okay အဲ့တော့ဒီမှာကျွန်တော်တို့ရောက်နေတာ agent route အောက်ကိုရောက်နေဒါပေမဲ့ run လို့ရတယ်ပေါ့နော်ဒီအောက်မှာ main.py မရှိဘူးပေါ့နော် main.py မရှိဒါပေမဲ့ဘာလို့ run လို့ရလဲဆိုတော့သူ uv ရဲ့အားဆိုချက်က uv ပြီးတော့ခါကျတော့directory ပြီးတော့ခါကျဒီ directory ပတ်လမ်းကြောင်းပေါ့နော်မပါဘူးဒီကောင်မပါဘူး directory ပတ်လမ်းကြောင်းပြီးရင် run main.py ဆိုရင်ဒါ MCP run လို့ရတယ်ဒီမှာဆိုရင်ကျွန်တော် hello ထုတ်ထားတဲ့ဟာ run လို့ရပြီ okay အဲ့ဆိုရင်ကျွန်တော်ဒီ config ကိုနားလည်မယ်ထင်တယ်အဲ့တော့ဒီ config ရေးပြီးသွားရဆိုရင်ကျွန်တော်ဒီ code editor ကိုပိတ်လိုက်ပြီးကျွန်တော်ပြန်ဖွင့်မယ်ပေါ့နော်ပြန်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ MCP ကိုသူဖွင့်ဝင်ခြင်း initialize လုပ်ပြီးတော့ဒီမှာကျွန်တော်တို့ရေးထားတဲ့ MCP ပေါ်လာလိမ့်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာ hello MCP ဆိုပြီးပေါ်လာပြီအဲ့တော့ MCP read CSV ဆိုတဲ့ data လေးပါလာပြီ okay read CSV ပါလာပြီဆိုတော့ကျွန်တော်တို့က CSV မရှိဘူးပေါ့နော် CSV မရှိတော့ကျွန်တော်တို့CSV file သွားရှာလိုက်မယ်ခဏလေးစောင့်မြန်နေ where is CSV come on CSV ပေါ်ပါတယ်နေပေါ့okay okay ဒီမှာ sample CSV okay ဒီမှာကျွန်တော် CSV ပေါ့နော် okay အဲ့တော့ကျွန်တော် CSV ရှိတယ် sample CSV ရှိတယ် okay အဲ့တော့ကျွန်တော်ဒီမှာ read can you read this CSV okay အဲ့ဒီမှာပတ်လန်းကြောင်းအဲ့တော့ဒီပတ်လန်းကြောင်းကဘာလို့ပေးရလဲဆိုတော့ကျွန်တော်တို့ဒီမှာ CSV2 ကိုကြည့်လိုက်ကျွန်တော်ဒီမှာ file path ပေးထားတယ်မလားအဲ့တော့ကျွန်တော်ဒီမှာပေးလိုက်အဲ့တော့အဓိကလာမှန်ဆိုရင်ဒီလိုမျိုးဆိုရင် element ကတခါတည်းဖတ်ရမယ်ဟာပေါ့နော် what the heck okay အဲ့တော့ဒီဖတ်တယ်ပါanalyze read simple okay ဒါအစင်ဟိုမခေါ်နေဘူး CSV ရိုးရှင်းနေread CSV file path ဆိုတော့
okay အဲကျွန်တော်တို့ဒီမှာရိုးရှင်းနေတယ်ဒီကောင်ရိုးရှင်းနေတယ်ရိုးရှင်းနေရကျွန်တော်နာမည်ပေးမှရအောင်အဲ့တော့ MCB risk ဆိုနာမည်ပေးမှရအောင်အဲ့တော့ robotခေါ်အဲ့တော့ဒီကဒီနာမည်ရိုးရှင်းနေလို့နာမည်ရိုးရှင်းနေတဲ့ကိစ္စအောင်နာမည်နည်းနည်းပြင်လိုက်မယ်အဲ့တော့နာမည်နည်းနည်းပြင်လိုက်မယ်အဲ့တော့ဒီ MCB ရေးတာကို brother ရပြီဆိုရင်ကျွန်တော်sample လေးလောက်ထားတာရှိတယ်ပေါ့နော် sample လောက်ထားတာရှိတယ် MCB sample လောက်ထားတာရှိတယ်အဲ့တော့ MCB sample လောက်ထားတဲ့ကိစ္စလေးကိုထည့်ရအောင်အဲ့တော့ကျွန်တော်တို့ MCB sample လောက်ထားတာရှိတယ်ကြည့်အောင် okay main လဲကျွန်တော်တို့okay အဲ့ဒီကောင်းလေးကြည့်အောင်အဲ့တော့ဒီမှာက log တွေပါတယ်ထုတ်ထားတယ် log တွေခဏမေးလိုက်ပါတော့အဲကျွန်တော်ဒီမှာ CSV နဲ့ package file ကိုဖတ်တာလုပ်ထားတယ်အဲ့တော့ CSV file ကိုကြည့်လိုက်မယ်ဆိုရင် CSV file မှာကျွန်တော်တို့ဒီမှာအပေါ်ကတေချာဖတ်အောင်ရေးပေးထားတဲ့ဟာလေးရှိတယ်ပေါ့နော်ရေးပေးထားတာရှိရယ်ပြီးတော့ဒီမှာကျွန်တော် CSV file ဖတ်တယ်ဖတ်တဲ့ခါကျရင်ကျွန်တော်တို့ဘာဖတ်လဲဆိုတော့ခါကျတော့ CSV file ရဲ့ကျွန်တော်တို့ဒီမှာဆိုရင် memory usage တို့ file size တို့အဲ့ကောင်တွေပါဖတ်ထားတယ်ပေါ့နော်အဓိကဒီဟာတွေကျွန်တော်မရေးချင်တော့copy ကူးလိုက်တာပေါ့နော်အဲဒီကောင်တွေဖတ်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အခုလောလောဆယ်မှာဒီ MCB ကိုဆောနာဘာသာလို့ hello world ရေးရ run လို့ရသွားပြီဆိုရင်ဒီကောင်လေး run လို့ရပြီဒီမှာအတူတူပဲကျွန်တော်ဒီမှာစာပါပဲအဲ့တော့ main မှာလည်းဒီ log ကြားတွေပါတွေပဲပို့သွားတယ်ကြာတာအတူတူပဲပေါ့နော်အဲ့တော့ဒီကောင်လေးကို run ကြည့်အောင်အဲ့တော့when sub okay အဲ့တော့ဒီမှာ MCB ခဏစောင့် okay အဲ့တော့ကျွန်တော်တို့ဒီမှာဒီမှာ hello MCB ကအဲ့တက်နေokay ဆိုတော့ကျွန်တော် air တက်နေရပါတော့ကျွန်တော်ကြည့်အောင်ဒါကokay data လေး okay ဒါလေးကိုခဏပြန်ပေးလိုက်အောင်ဝင်စမှာ air တက်နေရကြည့်အောင်okay great ဒီမှာ hello MCB ပေါ့နော်ဆောနာကကျွန်တော် fine balance ကြောင်းပါနေလို့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီမှာကျွန်တော် summarize ပေးထားတယ်ပေါ့နော် read CSV ဆိုရင်ကျွန်တော်တို့ရောနေတာပေါ့နော်
okay ကျွန်တော်ဒီမှာsummarize this CSV file နဲ့ပြီးတော့ကျွန်တော်ဒီမှာ data ပြင်ထားတဲ့ Sona sample လေးရှိမယ်ကျွန်တော် copy ကိုပေးလိုက်တယ်ပေါ့နော် okay ကျွန်တော်2မသုံးတော့ဘူး okay great hello MCP config တွေကိုတစ်ချက်ကြည့်အောင်နိုင်တော့ weather server MCP server file system တွေအောင်လေးဖြတ်လိုက်မယ်နှစ်ခုပဲထားတော့မယ်ဒီမှာဆိုရင်ကျွန်တော် MCP ကျွန်တော်တို့ MCP ကိုသုံးသွားပြီပေါ့နော်ကျွန်တော်ဒီမှာ MCP ပြောထားရတဲ့ MCP ကိုသုံးသွားပြီပြီးတော့ကျွန်တော် row တွေ memory usage တွေပါညာထွက်လာပြီအဓိကဒီဟာလေးကိုပြောပြချင်တာပေါ့နော်ဒီ MCP ရေးတာကဘာမှမခက်ဘူးပေါ့နော်အဲ့တော့ဒီမှာဒီလိုရေးတာအပြင်ကိုကျွန်တော်တို့ MCP မှာ connect လုပ်လို့ရတဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့Sona လို့ tool တွေ resource တွေပါညာရေးထားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဘယ်လိုစမ်းလို့ရလဲဆိုတော့ကျွန်တော် MCP နော်sorry ကျွန်တော် hello အောက်ကိုသွားမယ် hello MCP အောက်ကိုသွားမယ်ပြီးတော့ MCP DEV ပြီးတော့ခါကျတော့ကျွန်တော်တို့main.py ပေါ့နော် okay အဲ့တော့ဒီလိုဟာအပြင်ကိုကျွန်တော်တို့ဗာရှိလဲဆိုတော့ဒီလိုမျိုး MCP server ထောင်ထားရဲဆိုရင်ဒါဆိုရင် MCP server run လိုက်တာပေါ့နော်ဒါ run တာပေါ့နော်ဒါကျွန်တော် MCP ကိုကျွန်တော်2အနေနဲ့သုံးတာအဲ့တော့ MCP ဒီလိုမျိုး server နဲ့ run နေဆိုရင်ကျွန်တော်တို့ကဘာရှိလဲဆိုတော့ဒီမှာရှိတဲ့ဟာတွေကိုခေါ်သုံးလို့ရတယ်ပေါ့နော်ကြည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်ဒီမှာဆိုရင်ဒီ comment ကြားရခဏထားလိုက် okay အဲ့တော့ဒီမှာstart ဖြစ်လိုက်ပေါ့နော်အဲ resource ကတော့ကျွန်တော်မရှိရတော့မပေါ်ဘူးဒီမှာ template တွေပါတယ်ဆိုလည်းမပေါ်ဘူးအဲ့တော့ကျွန်တော်ဘာရှိရ2ကကျွန်တော်ဘာရှိအောင်ကျွန်တော်2နှစ်ခုရှိရတွေ့လား2နှစ်ခုရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ2အနေနဲ့ရေးထားတယ်2တွေပေါ့အဲ့တော့ပြောချင်တာကွာဒီလိုမျိုး MCP server run ထားရဲဆိုရင်ကျန်တာတွေကနေခေါ်သုံးလို့ရတယ်ဒီလို prompt တွေဆိုလဲ prompt တွေခေါ်သုံးလို့ရတယ်resource တွေကိုအဲ့လို share resource အနေနဲ့ကြီးညာထားတယ်ဆိုရင်ခေါ်သုံးလို့ရတယ်ကျွန်တော်တို့ဒီ bus ကြီးပေါ့နော်ဒီ bus ကိုကျွန်တော်တို့ပြောချင်တာကဒီချိတ်ထားလိုက်တာပေါ့နော်ဒီလိုမျိုးချိတ်ထားပြီးတော့ရင်ဒီ bus တွေကနေမှတစ်ဆင့်ကြိုက်တာကိုခေါ်သုံးလို့ရတယ်ကိုသူဒီ resource ပဲခေါ်သုံး prompt တွေပဲခေါ်သုံး2တွေပဲခေါ်သုံးကျွန်တော်ခေါ်သုံးလို့ရတယ်ဒါကကျွန်တော် MCP server ပေါ့နော်ကျွန်တော်တို့ Sona က run နေဆိုတာကဒီကောင်ထားရတော့ပိတ်တော့မယ်နော်အဲ့ဒါလေးနဲ့နော် Sona run နေရဆိုတာကကျွန်တော်တို့ဘာရှိလဲဆိုတော့ဒီမှာ run နေဆိုတာကဒါကဒီကောင်မှာ run နေတဲ့ MCP config ထဲမှာကျွန်တော်တို့ကသွားချိတ်လိုက်တာအဲ့တော့ကျွန်တော်တို့ MCP server run နေဆိုတာကဒီကောင်မှဆက်တာပေါ့နော်ဒီကောင်မှဆက်တာပြောဆိုတော့ကျွန်တော်ဒီထဲကနေကျွန်တော်ခေါ်ချင်တာခေါ်တော့ဒီမှာဆိုရင်ကျွန်တော် summarize CSV ဆိုတဲ့ summarize ဒီမှာ file name ပေးပြီးတော့ခါကျတော့တက်ခေါ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် Sona ကပေးခဲ့တဲ့ဟာမျိုးဒီဘက်မှာမျိုးပေါ့နော် data ဒီမှာ data summarize copy paste okay အဲ့လိုဆိုရင်ဒီမှာ run to ပေါ့ဒီမှာခေါ်သုံးလို့ရတယ်ပေါ့ဒီမှာ data တစ်ခါလေးထွက်တယ်ပေါ့တည်ရမှာဒါကျွန်တော်ခေါ်သုံးရတာ MCP UI နဲ့ဗာနဲ့ညာနဲ့ server run နဲ့ဆိုတာဒီကောင်အဲ့တော့ MCP နဲ့ပတ်သက်ပြီးတော့ရင်း high နေတာဗာညာတော့မရှိတော့တော့ထင်တယ်ဒီတော့ဆိုရင် MCP ကဘယ်လိုပြောအရင် high နေကြတာဘာမှမဟုတ်ဖ ೇನೆ ကိုတည်ရမှာအဓိက blogger တွေရောက်ထင်ပါတယ်ဒါပေမဲ့သုံးရတော့မြန်သွားတယ်ပေါ့နော် Sona ဒီမှာတင်သုံးလို့ရတာမဟုတ် Sona လို့ Windows မှာတင်သုံးလို့မရတာမဟုတ်ဘူး Sona ဒီ Windows ရဲ့ configuration ပေါ့နော်ဒီ Windows ရဲ့ configuration ဒီ config ပေါ့ဒီမှာ config ကပွင့်နေ sorry ဒီ config ကိုဒီမှာကျွန်တော် hello MCP ရေးပြီးတော့ပြီပေါ့နော်ဒီ config ကိုပဲကျွန်တော်တို့ Sona လို့ cloudy မှာသွားပြီးထည့်လိုက်တယ်ဆိုလဲ run လို့ရတယ်
အဲ့ဒီမှာ cloudy ပေါ့ cloudy နော်ဘာလို့ယူอ่ะဟောမများပါဘူး cloudy မှာသွားပြီးထည့်လိုက်တယ်ဆိုလဲ run လို့ရပြီပေါ့နော်အဲ့ထားတော့အဲ့ delete delete တစ်ခုလောက်ပဲထားအဲ့ဒီမှာပေါ့ဒီ config ပေါ့ဒီ config ကိုကျွန်တော် run မယ်ကွာပြင်ပြီး run မယ်အဲ့ဒီမှာသူ့ရဲ့ cloudy config ကဒီလိုရှိရဒါတော့cloudy config ကဒီလိုရှိအဲ့တော့ဒီ cloudy config ကိုMCP server ဆိုတော့ကျွန်တော်တို့ဒီလောက်ကနေ run ရမှာပေါ့နော်ဒီ config ထည့်လိုက်မယ်အဲ့တော့ cloudy ကတော့ကျွန်တော်တို့system ဘာဖြစ်တဲ့အတွက် UV ကိုဒီလိုမျိုး full ကကြီးညာပေးဖို့လိုတယ်ပေါ့ပြီးတော့ဒီ cloudy ကိုကျွန်တော် quit လုပ်လိုက်မယ်ပြီးတော့ဒီမှာပေါ့အဲ့တော့ဒီမှာဆိုရင် new chat ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ server ကျွန်တော် MCP နောက်ကွယ်မှာချိန်ထားတဲ့ကောင်ကဒီမှာကျွန်တော် run နေရတွေ့ရလိမ့်မှာပေါ့နော် run နေရတွေ့ရပြီဆိုရင်ကျွန်တော်တို့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ဟာကိုသုံးသွားမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာ note တက်လာတယ်ပြောချင်တာကျွန်တော်တို့ကဒီထားတော့application တွေကိုယ့်ရဲ့ဒီ site ထဲမှာရှိတဲ့ဒီ application တွေပါညာတွေကို on ထားလို့ရတယ် on ထားတယ်ဆိုရင်မှတော့ဒီမှာ crossover တို့ပါ on ထားတယ်ဆိုရင်ဘာရှိလဲဆိုတော့လမ်းပြီးသုံးလို့ရနေပေါ့နော်အဲ့လို MCP ကတော့ဒါပါပဲOkay. အဲ့ရတော့ဒီမှာသုံးရတယ်ဘာညာမနေ့ final found တာထားပါတော့ဒီကောင်ဟာဘယ်လိုအဲ့တော့ကိုလိုရမယ်ထင်ပါတယ်ဒီနေ့ MCP ဘယ်လိုမျိုးစနေရေးတဲ့ကိစ္စနော်မနေ့ကတော့သူများရေးထားတဲ့ weather ဟာကြီးပဲဒီမှာ weather ဟာသူမှရေးပြထားတဲ့ဟာပေါ့နော် weather ဟာကြီးပဲကုတ်တွေအများကြီးနဲ့ရေးဟိုပြောပြလို့ရှုပ်သွားမယ်ဆိုလို့ရှုပ်သွားမယ်ထင်မှာဆိုလို့ကျွန်တော်ဒီမှာ CSV ဖတ်တာလေးလုပ်ပြတာပေါ့နော်ကျွန်တော်တော့ဘာမှမပါပါဘူးအဲ့ဒါလေးလည်းကျွန်တော်တင်ပေးထားမယ်ဒါကြည့်စမ်းကြည့်ပြီးတော့ဒါမှမဟုတ် MCP နဲ့ပတ်သက်ပြီးတော့ခင်းနေ project idea ပါလားရလဲလုပ်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟိုဆောင်းနာက agent တွေက prompt တွေကိုတစ်ချက်ပြန်ကြည့်ပြီးတော့ကျွန်တော်ပြန်ပြောပေးမယ်တကယ်လို့မဆောင်နိုင်ဘူးဆိုရင်တော့ကျွန်တော်ဒီမှာဟိုတော့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာပေးထားတဲ့ကျွန်တော် multi modeler တွေစမ်းဖို့နဲ့ပေးထားတဲ့ဒီ link မှာလည်းတော့ကြည့်လို့ရတယ်ပေါ့နော်ဒီနေ့မှာ project ကျွန်တော်လုပ်ထားတာလေးရှင်းတော့ကြည့်လို့ရတယ်တကယ်လို့စောင့်နိုင်သေးတယ်ဆိုရင်တော့နောက်တစ်ပတ်ကျွန်တော်ဒီကောင်လေးအသေးစိတ်ထပ်သွားတာပေါ့ဆိုတော့ရမယ်လို့ထင်ပါတယ်ကိုလိုဒီထိကျွန်တော်မိကြအောင်နော်โอเคမေးစရာမရှိတော့ရင်ကျွန်တော်အောက်လို့ရပါပြီကျွန်တော်ဒါလေးကြီးပြင်ပေးထားမယ်နော်ခေရမှာတစ်ချက်ဝင်ကြည့်ပေါ့နော်ဟုတ်ကျေးဇူးပါဗျာโอเคပါဟုတ်ကျေးဇူးပါ